ဒီနေ့ဗီဒီယိုထဲမှာတော့ Poop and Fall ကိုဂိမ်းကို fall မှာပါဒီနေ့မှာဝင်ကျွန်တော်တို့ကစားတော့တွေကိုစားပြီး e ပေါက်အောင်မှာပါစားတော့တွေကိုလည်း level တင်ပြီးကျွန်တော်ဟို away ဒီ e ပေါက်ရရပါတယ် e ပေါက်ရင် full blast တွေကိုစုပြီးပတ်တွေလည်းပေါက်ရပြီးတော့ jamming skill ကိုလည်းမြှင့်ပြီးကျွန်တော် e ကိုတန်ကြကြပေါက်ရရပါတယ်ဖြစ်အောင်ကြီးလုံးဝအမြင်ကြီးပဲကွာငါကောင်တော့တော်တော်ဖင်ပြေးနေတော့ပြီကွာဒီလောက်ကြီးကြကိုကတော့ကျွန်တော်ကောင်ပထမဆုံးအနေနဲ့ကျွန်တော်ချီကိုအရင်စားပါမယ် okay ပါချီကိုစားပြီး e ပေါက်မယ်ရော့ဟာရုံကြီးကျန်းနေဟာကျန်းတာကွာရုံကြီး e လုံးနေနန်းကုန်ပြီဟာ okay ကျွန်တော်ဒီမှာစားတော့တွေဝယ်လို့ရပဲဟာဩကျွန်တော်ငပြောသီးဝယ်ရမှာဗျokay ကျွန်တော်ငပြောသီးဝယ်လိုက်ပါမယ် okay ကျွန်တော်ငပြောသီးဝယ်ပြီးသွားပြီဆိုတော့ဟောကျွန်တော်ဟိုမှာ full blast ယူရမယ်ဗျနော် full blast နဲ့ဟိုကျွန်တော်ပတ်တွေပါညာဖောက်လို့ရဗျဒီထက်ကငါဘယ်လိုဝင်ရမှာတော့ကွာညဝင်လို့လည်းမရတော့ဟာညဘယ်လိုဝင်ရမှာတော့ကျွန်တော်မသိဘူးဗျဒါမှမဟုတ် e ပေါက်ပြီးပြန်ဝင်ရမှာမသိဘူးဗျထင်တာပဲကျွန်တော် yes ဟုတ်တယ်ဟာည e ပေါက်ပြီးဝင်လို့ရတယ်ကွာဟုတ်တယ်ကျွန်တော်ဝင်လို့ရတယ်ရှော့ကွာ e ပေါက်တဲ့ phone yes ရပြီကျွန်တော်ဝင်လို့ရတယ်ဒီမှာဝင်ကျွန်တော် full blast တစ်ခုရပါပြီရပြီဟိုကျွန်တော်ဒီကောင်တော့ပတ်တော့နှိုက်ရမယ်ရဲဒါပေါ့ကျွန်တော်ပတ်နှိုက်ပါမယ်ဟိုဘက်ကတော့ full blast 50မှာကွာ okay ကျွန်တော်ဘာပေါက်မလဲဗျာဖောက်မယ် okay ကျွန်တော်ကောင်းတာလေးပေါက်ပါလို့ please ဟိုတိတ်တော့မမိုက်ဘူးနော်ကျွန်တော်ကြောက်ကလေးပေါက်ပါမယ်မိုက်ပါလေဖိုးပါဦးကျွန်တော်ရဝင်ကျွန်တော်ထပ်စားမယ်ပေါ့နော်စားပြီးထပ် e ပေါက်အောင်လေဗျာကျွန်တော်ပတ်စံနေရတယ်တစ်ခါပေါက်တန်းနဲ့ကျွန်တော်ပြမယ်ခဏအင်းစားမယ်ငပြောလေးစားမယ် e ပေါက်မယ်ဒါပဲဗျာကျွန်တော်လောရမှာအဲ့နှစ်ခုပဲရော့နည်းနည်းလေးပုံမြင့်သွားပြီဗျာနော်နောက်ပြီးကျွန်တော်ပတ်စံနဲ့ရပါတယ်ပတ်စံတော့အီအောင်ကြီး69ကျပ်ပဲရှိသေးရဲ့ဟိုကဖူအောင်မ100တောင်မရှိသေးဘူးကျွန်တော်နေပေါင်းကွာဒီပေါင်းဝင်ကျွန်တော်ပေါ့နော်အစားတော့တွေဝယ်လို့ရမယ်ဗျာဟိအောင်ဂျီရိုးရက်ကပတ်စံ250နော်အခုကျွန်တော်250ရအောင်ရေးစုရမယ်ဗျာဂျီရိုးရက်ဝင်တော့ကျွန်တော်ပို့ပြီးတော့စားတာလည်းမြန်မယ်ဗျာဟုတ်တယ်မလားပတ်စံတွေပို့ရမယ်ထင်တယ်ဗျာโอเคဗျာโอเคကျွန်တော်ကောင်စားထားမယ်အခုတော့ပတ်စံမရှိတော့ငါပြောလေးလေးပဲကြိုက်နေရတယ်ကွာဟိအောင်ကြီးငါပြောလေးရတယ်ကုံလည်းမကုံနိုင်ကွာကျန်းကျက်ပဲဟိအောင်အိုးတော်မြင့်သွားတာပဲကွာဟိအောင်ဘယ်တော့ဖောက်ဖို့တော်တော်မြင့်သွားပါတော့တော်တော်ကြီးကိုမြင့်သွားတယ်အီယုံရကြီးလာကွာတဖြည်းဖြည်းကျန်းတာဟောဘရိုင်းကြီးပါလားကွာဟိအောင်ဒီကောင်လေးဖေးတော့ပြေးနေတော့ကြီးရကျွန်တော်ကောင်လေးပတ်စံတော့ကျွန်တော်100ကျော်ပါပြီ250ဝင်တော့ကျွန်တော်ဂျေရိုးနဲ့ဝယ်ပါမယ်ကျွတ်ကတကောင်နဲ့ချီတည်ရေကွာသူများရင်ကျွတ်တွေမများကြီးပဲနောက်မှာဒီဖာရာဒီကျွန်တော်အခုစားလိုက်မယ်နော်ဖာတော့တရားတော့ကြော်ပါထပ်ပေါက်လိုက်မယ်ဗျာထပ်ပေါက်တော်တော်ကြီးပါရေးအောင်ကြီးမြင်းကြီးပဲကွာပိုပြီးကြီးပါပြီဟာကျန်းကျက်ပဲဗီဒီယိုလေးရှေ့ဆက်မသွားခင်မှာဘလောက်ခုနဲ့ပတ်သက်တာတွေကိုဖုန်းနဲ့ရကျင်တဲ့ဖုန်းရင် TDPN ရောက်ရှိပါတယ် TDPN shop မှာဝင် level တွေ money တွေနဲ့ boundary ကိုလည်းစားပြရမှာပါ level မှအကောက်တွေဘူဖိုးအကောက်တွေနဲ့ဆောင်းရမ်းကျန်းတဲ့ main ကောက်တွေကိုလည်းဆောင်းရမ်းတန်တဲ့ဈေးနဲ့ရရှိအောင်ပါလားဘလောက်ခု game back တွေ permanent တွေနဲ့ robot တွေကိုလည်းအတန်ဝန်းဖေးနဲ့ရရှိအောင်ပါမလို့ဒီ shop မှာမှာယူနေဝင်ကျွန်တော်ရဲ့ comment description မှာလေးချပေးထားပါတယ်ဈေးနှုန်းတွေကိုမဝိုင်း YouTube ကဘန်းတာမလို့ကျွန်တော်အနေနဲ့ဈေးနှုန်းတွေကိုဝါထားပါကဲအဲ့ဝင် video လေးကိုရှေ့ဆက်သွားလိုက်ကြရအောင်Let's go brother ကျွန်တော်ဂျီရိုးနဲ့ရပြီဒါပဲကျွန်တော်ပတ်စံအကုန်တော့ကုံဝါးကြီးလို့မထင်ပါနဲ့58ကျန်သေးပါတယ်ညဂျီရိုးနဲ့ကပုံမြန်နေကွာတော်တော်ကျန်းတာပဲဟိအောင် yes ဒါပဲကျွန်တော်ရဝင်ဟိုကလုံးဝင်ပေါ့နော်ဟိအောင်ဒါဘာလို့က robot နဲ့ကွာ robot နဲ့ဝယ်ရတာကွာဒါကြီးကတော်တော်မိုင်းမပုံဝင်ပဲဒီအောင်ဝင်ကျွန်တော်90ကြီးတော့မှကွာအဲ့ရငါမတက်နိုင်နေငါမှ0ပဲရှိသေးတယ်90မျိုးနဲ့ကျွန်တော်တဖြည်းဖြည်းနဲ့တော့ပြန်ဖူးအောင်မဟုတ်တယ်မကျွန်တော်ထပ်ပေါက်ကြည့်လိုက်မယ်ဗျာOkay ဒီကတော့မြင့်နေကွာဟုတ်တယ်ဟိအောင်မြင်ကြီးပဲကွာဖောက်တာတော့ဟုတ်ပါပေါက်တာမှားတာကျွန်တော်ပေါက်သွားမြင်ကြီးပဲကွာပတ်စံလည်းကျွန်တော်တော်ရရပါတော့ထပ်ပြီးဟိုကဖူးရမှာတော့လွယ်ပါတယ်ဘာလဲကျွန်တော်စူဖလာပါနော်စူဖလာကတော့ဒီလိုမျိုးလေးပဲလိုက်ခုံသွားမယ်ကျွန်တော်ဒီဝိုင်အောင်နဲ့တော့ခုံလို့ရလောက်ပြီထင်တယ်ရဲဒါဘောရတယ်ကွာကြော်ကြော်ကြီးရဒီကောင်ဝင်ကျွန်တော်နှစ်ခုရပါတယ်စူဖလာဒီဘက်ကမရသေးဘူးကွာဟိုဘက်က robot နေကွာကဲဒါဝင်ကျွန်တော်နှစ်ခုကတော့ရသွားပြီပေါ့နော် let's go ဗျာထပ်ဖူးရမှာပေါ့bro ဒါကကျွန်တော်တို့ရဲ့ jamming skin ကိုမြင့်ပေးတာဗျဒီဘက်က1000ဟိုဘက်ကဟိုအပြား3သိန်းထင်တာပဲဗျဒီ1000တော့မကတ်နိုင်သေးဘူးကွာဒီကောင်ကျွန်တော်300ကျော်သွားပြီပေါ့နော်ဘက်ဆန်650ဝင်ကျွန်တော်ဘာလဲမသိရမှာဗျအိုးမြေကြီးဟောင်းကြီးပေါက်တာတော့ကျန်းကျက်ပဲကွာတော့ကျွန်တော်ဂျီရိုးနဲ့ပဲရှိရပေါ့နော်စားတော့တွေထက်မြင့်ရမယ်ဒီကောင်ကျွန်တော်800ကျော်သွားပြီဒါမဲ့ကျွန်တော်မဝယ်တော့ဘူးချောကလက်ပဲဝယ်လိုက်မယ်ပေါ့နော်ချောကလက်က1000နဲ့မှ600ကျော်1600ကျော်ပေါ့နော်1000ကျော်တက်ဖူးရမယ်ဖူးတာလွယ်ပါတယ်ဟုတ်တယ်မလားကျွန်တော်မြန်ပဲစားပြီးပေါက်မယ်ဗျာတဝင်ဖို့မြန်တယ်ကြည့်မြည်ကြီးပဲဗျာတစ်ခါပေါက်တာရှယ်ကြီးပဲโอเคပတ်ထပ်ပြီးတော့ပေါက်ပါမယ်โอเคဘာလေးပေါက်မလဲဗျ
ဒါကြီးပေါက်တာကွာမဟုတ်တော့ဘူးကွာဒါပေမဲ့ကျွန်တော်3កောင်တော့ဖြစ်သွားပြီပိုးကြီးကိုမိုက်သွားပြီဒီမှာဝင်ကျွန်တော်ပတ်စံ1000တော့ကြော်သွားပါပြီဟိုက1600မလားဗျကျွန်တော်1000ကျော်ပဲရှိရဝယ်လို့မရတော့သေးဘူးဗျဟာမရသေးဘူးဗျနည်းနည်းပါထပ်ဖူးပါမယ်နော်နောက်ထပ်600ကျော်ထပ်ဖူးပါမယ်ခုစားမယ်ပေါက်မယ်ဒါပဲဗျဖူဖလားကျွန်တော်မ3ခုပဲရှိတော့ဗျโอเคကျွန်တော်ဖူဖလားဖူးရမယ်ပေါ့နော်ဒီအနီအောင်ကြီးရောက်ပြီလားတော့မသိဘူးဗျโอเคကျွန်တော်ခုံကြည့်လိုက်မယ်ခုံမအောင်ဖြစ်နေပေါက်ကြည့်လိုက်မယ်ရောက်တော့မှာရောက်တော့မှာကွာရောကျွန်တော်အဝါပဲခုံနိုင်မှာပေါ့နော်အနီကတော့ရောက်တော့မှာဗျကျွန်တော်နောက်တစ်ခါလောက်ခုံရင်တော့ရောက်ပြီဗျတကယ်ပြောနောက်ခါခုံတော့ easy ရောက်ပြီကျွန်တော်လေးရချစ်စရာလေးကွာ4အောင်လေးနောက်ကလိုက်တာချဲဒီကဘဲကောင်းထွေးတာတော့ကွာတော်တော်ယူအောင်နေရောင်ကြီးအနီရောတော့မရောက်သေးဘူးနော်ကျွန်တော်ဒီအဝါရောင်မှာပဲကျွန်တော်ဖူဖလားထပ်ဖူပါမယ်โอเค2ခုရပြီပေါ့ကျွန်တော်5ခုရပါပါပြီ let's go bro ကျွန်တော် chocolate ဝယ်လို့ရပြီပဲ1600ရှိသွားပါပြီโอเคဝယ်လိုက်ပါပြီဒါဝင်တော့ကျွန်တော်ပို့ပြီးတော့မြန်သွားမယ်လို့ထင်တယ်ပေါ့နော်ရောင်ကြီး chocolate ကြီးကရတာမိုက်သွားပြီကွာငါကငါပြောဒီပဲကရတာမဟုတ်တော့ဂျေယိုးနဲ့လည်းကရတာမဟုတ်လို့ကျွန်တော် chocolate ကြီးပါကကုန်ပြီပေါ့နော်ရောင်ကြီးအီရောတော်တော်ပန်းထုံပါပဲဟိုမြင်ကြီးပဲဟာဘာလို့ကျွန်တော်နီအောင်ကြော်သွားပြီဗျရှယ်ပဲရောင်ကြီးပတ်စံနေရရโอเคဘရောကျွန်တော်နီအောင်ခုံပါမယ်နီအောင်ခုံကျွန်တော်ဖူပလာ10ခုတော့ရမှာဗျတော့ရှုပ်လို့မရဘူးโอเคဗျာခုံပြီဗျာမြေကြီးပဲကွာโอเคကျွန်တော်ဖူပလာ10ခုယူပါမယ်ဟိုဘက်ကရိုးဘတ်နေပေါ့နော်ဒီဘက်ကရိုးဘတ်နေဗျโอเคဒီဘက်ကကျွန်တော်လက်ကားရပါတယ်အခုတော့ကျွန်တော်73ခုရှိပါပြီဒီဘက်ကအကူငါဖောက်ချင်တာကွာသူကတော့90နေဗျဖူပလာကျွန်တော်မှာတော့ဖူပလာအခုတော့73ခုပဲရှိသေးတယ်ဗျအဲအောင်ကျွန်တော်တစ်ခုတန်လေးပဲရင်ဖောက်လိုက်မယ်ဘာလေးပေါအောင်လဲပေါ့ဗျာโอเคကောင်းတာလေးပေါ့ကွာ please ပြီးတော့ဟိုးကောင်းတော့ကောင်းပါလေကျွန်တော်3ခုပဲဖြစ်သွားပြီဗျအဲအောင်ဝင်ကြည့်လိုက်နောက်မှာလိုက်တာဘက်က3ခုဖြစ်သွားပါပြီဒါတော့ကျွန်တော်ရိုးဘတ်နေဗျရိုးဘတ်6လားကျွန်တော်9ကတော့နဲတာပေါ့ကွာကဲကျွန်တော်အခုကတော့ဖူပလာဖူက52ခုရပါပြီ let's go ဖောက်ပါမယ်90တောင်ဖောက်မှာဟိုတော်တော်ကျန်းတော့တယ်ဗျယိုးအပြာရောင်လေးပေါက်တာကွာရှယ်ပဲကွာကြောက်ကလေးအပြာရောင်လေးပေါက်တာအခုကျွန်တော်ပတ်ကโอเคဒီရက်ပြောင်းအောင်ပါဗျโอเคကျွန်တော်ဒါကိုအသုံးပြုလိုက်မယ်ပေါ့နော်ကဲပတ်ပြောင်းလေးတော့ကျွန်တော် James K ပို့မြင့်သွားမယ်လို့ထင်တာပဲဗျဒါမှမဟုတ်ရှီးပေါက်စကေးမြန်ပို့ကျန်းသွားမလားဟောနော်โอเคကျွန်တော်ကြည့်မယ်ဗျညဘာတော့သုံးနေရည်လားဟောမပေါ်သေးဘူးကွာမပေါ်သေးဘူးဟောဒုက္ခပဲโอเคကျွန်တော်ပြန်လုပ်ကြည့်မယ်အေးပါကွာငါအပြောင်းအသုံးပြုရမှာလीโอเคရပြီဟောအေးချစ်စရာလေးကွာအပြောင်းလေးကတော်တော်မိုက်တယ်ဗျာဘရာတို့တော်တော်ကျွန်တော်ကြိုက်နေဗျโอเคဘရာကျွန်တော်အစားတော့လာကြည့်ပါမယ်ဟိုအသားကဘယ်လောက်လဲမသိဘူးဗျဟေ့အသား3000နဲ့မှ800လားကျွန်တော်3000နဲ့မှ400ကျော်ရှိရပေါ့โอเคကျွန်တော်200လောက်300လောက်ပဲထပ်ဖူးရမယ်ပေါ့နော်ဟိုအမြင်ကြီးပဲကွာကြည့်လိုက်အောင်ဘရာတို့ရှိုးလိုက်အောင် e-box ကပို့လမ်းပါပြီကွာခွေကျွန်တော်အဲ့အောင်အသားကိုစားနိုင်အောင်လုပ်ရမယ်ဗျာ e-box တာလည်းကျန်းနေပေါ့အသားကိုစားနိုင်အောင်လုပ်ပါမယ် finally နောက်ဆုံးတော့ကျွန်တော်အသားရခဲ့ပါပြီဝယ်လိုက်ပါတော့မယ်ယိုးရပြီဗျာโอเคရပြီပေါ့ကျွန်တော်အသားကိုစားပြီးပို့ e-box ပြမယ်ဗျာโอเคဘရာကျွန်တော်ပတ်ထပ်ဖောက်ပါမယ်ပတ်ပြီးထပ်ဖောက်မယ်ဗျာဘာကောင်ပေါက်မလဲအပြောင်လေးပဲထပ်ပေါက်တယ်ဗျာမဆိုးပါဘူးဘရာကျွန်တော်ပတ်စံဖူးက8000တောင်ကျော်သွားပြီဗျာ8000ဟိုဒီမဲ့9500တဲ့ကျွန်တော်ဟိုပါလိဟိုပါဘောနော်မသိတော့ဗျာကျွန်တော်ဝယ်လိုက်တော့မယ်โอเคဒါလေးရဝယ်လိုက်ပါပြီကျွန်တော်ဒါစားရင်တော့တော်တော်ကိုအီးပေါက်ကျန်းတော့မှာထင်တယ်ဗျာဟုတ်တယ်မလားဟိုးရောင်ကြီးစားတာရှယ်ပဲကွာပတ်စံရှယ်တက်တာကွာကြည့်လိုက်အမို့ပတ်စံမို့အီးရှယ်တက်တာကွာရှယ်ပဲโอเคဘရာကျွန်တော်ဘာကောင်ပေါက်မလဲတိရကန်တော့ကောင်မပေါက်တော့ဘူးထင်တဲ့အတိုင်းပဲကျွန်တော်အပြောင်လေးပဲပေါက်ပါလေဒီပြောင်းငါရိုးသွားပြီကွာအေးကွာထပ်ပေါက်မယ်ကွာလို့ဘာပေါက်မလဲ what the fuck အမေအောင်လာပေါက်တာကောင်းရောကွာအေးပါโอเคဘရာကျွန်တော် James K လာဝယ်ပါမယ်ခုံတာပိုမြင့်အောင်လို့ပေါ့နော်ကျွန်တော်မှာ1000ကျော်သွားပြီဗျာနော်ဟိုကတော့1000ဗျတန်းကြီးဟို1000ပေါ့နော်โอเคကျွန်တော်ဝယ်လိုက်ပါမယ်ဒါဝင်တော့ကျွန်တော်ခုံတာတော်တော်မြင့်သွားတော့မှာပါကြည့်လိုက်ပါမယ်ခုံတာတော့ဖြစ်နေအီးပေါက်တာတော်တော်မြင့်သွားမှာပါโอเคကျွန်တော်ပေါက်ကြည့်လိုက်မယ်ယိုးမြင့်ကြီးပဲကွာကျွန်တော်အစိမ်းအောင်ထိတော့ရောက်တော့မှာဗျဟိုရှယ်ကြီးပဲကွာငါဝယ်လိုက်တာမှန်သွားပြီရှယ်ပဲရောင်ကြီးဒီမှာပဲကျွန်တော်တော်ဖင်ရပြီအကုန်လုံး reset ချပြီလို့ဖြစ်သွားပါတယ်ကြည့်လိုက်ပါပတ်စံ3သိန်းတောင်ပေးလိုက်ရ reset ချဖို့ဒီလက်ချလိုက်တော့ကျွန်တော်အကုန်လုံးစားနေပြန်ဆော့ပါဘောနော်ကျွန်တော်မဒီဘဲနဲ့ချမိလိုက်တာပါကြည်အောင်ဗျာကြည်အောင်ကျွန်တော်ချီပြန်ကြိုက်နေရတယ်တဲ့အကုန်လုံးက0ဖြစ်သွားပြီဗျာပတ်စံ James K တွေအကုန်ပြောက်သွားဝယ်ထားတဲ့မြအကုန်လုံးပြောက်သွားတယ်ဗျာဟိုအားတာမပါဘောနော်ဘာလဲကျွန်တော်ဖူဖလားတစ်ခုတည်းမပြောက်တာဗျာကျွန်တော်အကုန်ပြောက်သွားတယ်ကျွန်တော်ငပြောသီးတောင်ပြန်ဝယ်ရမယ်ဗျာအဲ့ဒါပဲကျွန်တော်ဆွဲချေကျိုးသွားပြီထက်လုံးမယ်ပေါ့ဗျာဟုတ်တယ်မလားထက်လုံးရမယ်ကွာကိုအောင်ရောကွာငါဖူထားတဲ့မြအကုန်လုံးရှော့ပါပြီလို့
ဒါဖင်ရားတင်ကွာထက်ပြီဒါဖုန်းတော့ကျွန်တော်တော်တော်ကိုဖင်ပြဲပြီးဖူးလိုက်ရပါတယ်လို့ပြန်တော့ရပါပြီကျွန်တော်ဟိုကလာဝင်ပေါ့နော်ပါလိကျွန်တော် Jaminski ဝင်ကောင်းမလားလို့ဗျာ Jaminski ပြန်ဝင်နေတယ်ဗျ Jaminski ကိုကျွန်တော်ပတ်စံ3သိန်းပေးပြီးဝယ်ပါမယ်ရာပြီနောက်ဖုန်းဟာဝယ်လိုက်ပါပြီဒါကြီးခွန်တော့ကျွန်တော်ပုံမြင့်သွားမယ်ဗျ Okay bro ကျွန်တော်ထက်ခုံလာရောက်ဗျာဟုတ်ပြီလားခွေကျွန်တော်လည်းဖားလိုက်ဝင်ဗျယော့ဟိအောင်နောက်ဖုန်းဟာယူမိပြီးနေဟိရက်တာပဲမိပြီးကွာဟိအောင်ပြန်မြို့ကြပါ ਈ ကွာဝင်လာရမှာဟိုဒါကြီးကိုကျွန်တော်နောက်ဖုန်း level ဖြစ်သွားပြီပေါ့နော်ဒါကတော့တော်တော်ကိုဖူးလိုက်ရကွာဒီ level ဖြစ်ဖို့ Okay ကျွန်တော်ထက်ခုံမယ်ဗျယိုးငါကောင်တော့တော်တော်ဖင်ကောင်းပြေးနေလာပြီကွာဒါပဲကျွန်တော်ထဲဝင်မယ်ရောက်ချိုးရခန့်တာဗျထဲဝင်မယ်ဒါဘလောက်ရလဲကျွန်တော်ဖူဘလောက်ရလဲဟိုဖူဘလောက်400ကြီးတော့မရရှယ်ပဲကွာဒါကြီးကတော့ Okay ကျွန်တော်ထက်ခုံမယ်ဗျာတော်ရပါပြီကွာတစ်ခါခုံနဲ့မြင်းကြီးပဲကျွန်တော်တစ်ခါဖားတယ်တော်အီးရရှယ်ရဗျာ Okay ခုံပါမယ် Let's go အစိမ်းအောင်လည်းဒါလည်းရှင်ဒါကြီးတော်တော်ကိုမြင်တာပဲဟိုဖူဘလာတစ်ခါဝင်400ရမိုက်ချက်ပဲဟိုဘက်ဖန်ရှယ်ရတော့ကျန်းတယ်ကွာဒီကိန်းကတော်တော်မိုက်တယ်ကွာဖော်တာပြောဖေးကြီးဟိုကျွန်တော်ပတ်ထပ်ဖောင်မယ်ဗျာကျွန်တော်တော်တော်ပိုးနေရဗျဖူဘလာတွေကလည်းကျွန်တော်100ကန်တော့ကောင်ပေါက်ချင်တာပေါ့နော်ပေါက်လုံးပေါက်ကွာနောက်ခု Okay ဟိအောင်ကြီးဒီမဲချီးတုံးတော့ပဲပေါက်တာကွာပေါက်သေးဘူးလားကွာ100ကန်တော့ယိုးမပေါက်ဘူးမိုးရှိရဲ့ကွာဘယ်ကောင်တော့ဘယ်ကောင်လဲငေါ့ခေါ်ဘယ်ကောင်တော့ကွာမိုးရှိတဲ့ဟုတ်တယ်ပဲပြန်ပြောလိုက်ပါမယ်ကိုကျော်ထပ်ဖောင်မယ်ဗျထပ်ဖောင်မယ်ဒီချီးတုံးတော့ပဲပေါက်တာကွာဒုက္ခပဲထပ်ဖောင်ပါဗျာအများကြီးရှိရဗျဟိုချီးပါနေတာဟာတယ်ဟိုချီးပါတာတော့မဟုတ်ပါဘူးကွာချီးပေါက်တာတော့တော့ပါဟုတ်တယ်လို့ကျွန်တော်ပြောလိုက်ပါမယ်ဟုတ်တယ်တကယ်တော့ချီးပေါက်တာဗျာကျွန်တော်ချီးပါတာမဟုတ်ဘူးသူကချီးပါနေတာဒုက္ခပဲကွာဒီပြတော့ဖားပဲအဲ့ကဖောက်တဲ့ကောင်မပေါက်လို့စိတ်ညစ်ရကြားတယ်ကွာโอเคထပ်ပေါက်ပါမယ်ဟိအောင်ကြီးဒီအပြာကောင်ကြီးပဲကျိုးဘရောကျွန်တော်ဒီပြီးတော့လောက်ပါပဲနောက်ပြီးကြမှာထပ်လို့ကြပါမယ်အားလုံးပဲတဒါ